Alright everybody ကျွန်တော်ဒီနေ့မှာ oversharing နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဆွေးနွေးကြည့်လိုက်ရအောင်ဗျ။ဘာကြောင့်လဲဆိုတော့ဒီ oversharing ဆိုတဲ့အကျင့်လေးတစ်ခုက Great Society တစ်ခုလုံးမှာတက်နေတဲ့အဓိကပြဿနာကိုသူအသေးအတန်ပေါ်ပြနေတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။အကြောင်းရရှိဝေးပြောမနေတော့ဒါလေးကကောင်းလိုက်မယ်။ video လေးကြိုက်တဲ့ဆိုရှင် like လုပ်ပါစားလိုက်အောင်။အဲ့တော့ပထမဆုံးချက်နေနဲ့ oversharing ဆိုတာပါလဲ oversharing ဆိုတာသူ့အတွက်အရင် personal ဆန်တဲ့ဟာတွေ private အရင်ဆန်တဲ့ကိစ္စတွေကိုလူမရွေးတော့ဘဲနဲ့နေရာမရွေးတော့ဘဲနဲ့တွေးသမျှသလိုကြုံသမျှနေရာတိုင်းမှာပြောချပလိုက်တာအန်ချပလိုက်တာကိုဒါ oversharing လို့ခေါ်တယ်အဲ့ဒါကြောင့်သူတို့ပြောလိုက်တဲ့စကားကိုကိုကနားထောင်လိုက်ပြီဆိုလို့ရှိရင်အော်နေပေါင်းအဲ့စကားရသူ့ဘာသာသူသိမ်းထားရမှာလဲဘာကြောင့်မှလာပြောနေရလဲ fuck ဆိုပြီးတော့ဖြစ်သွားတဲ့အထီတော်မှာအရန် private ဆန်လုံးတဲ့စကားတွေကိုအမြဲပြောပြနေတဲ့သူတွေပေါ့သူတို့တွေအချိန်ခါအောင်မကြည့်တော့ဘဲနဲ့လူတိုင်းကိုပြောပြတာမျိုးရှိမယ်ဈေးဝယ်နေရင်လည်းပြောပြတာမျိုးရှိမယ်ဆိုင်ငယ်စီးနေရင်လည်းပြောပြတာမျိုးရှိလိုက်မယ်လုံးဝကွာသူတို့ရဲ့တကယ်အောင်မှာ trauma တွေပဲဖြစ်ဖြစ်တခြားအရင် personal ကိစ္စတွေကိုလူမရွေးတော့ပဲအတင်းလိုက်ပြောပြီးတော့ကိုယ်နေရတိုင်ရခက်တဲ့ထီအောင်မှာလုံနိုင်စွမ်းရှိတဲ့ information တွေပေါ့နော်အဲ့လိုမျိုးတွေကဘာကြောင့်ဖြစ်တာလဲဗျဒါတီတာမန်လောက်ရမျိုးတခုမဟုတ်ဘူးလေဒီလိုမျိုးလောက်ရတယ်ဆိုတာလူတွေတော်တော်များများဒါကိုဖုံးထားတတ်ကြပေမဲ့သူတို့ကကျတော့အမြဲတမ်းလို့ပြောပြနေဆိုတာဘာကြောင့်လဲသူတို့တကယ်လိုချင်နေတဲ့အရာဘာရှိမလဲဒီလိုအကျင့်သူတို့စီမှာဘာကြောင့်ရှိနေရလဲဆိုတဲ့ဟာလေးကိုတစ်ချက်လောက်ဆွေးနွေးကြည့်လိုက်အောင်ကျွန်တော်အနေနဲ့ဒီမနက်မှာဖတ်နေတဲ့ article လေးတစ်ခုရှိရပေါ့နော်ဒါ Psychology Today website မှာရေးထားတဲ့ article လေးတစ်ခုပေါ့အဲ့ဒါဘာလဲဆိုတော့ the real danger of oversharing နဲ့သူက oversharing လုပ်တတ်တဲ့သူတွေမှာတကယ်ပြဿနာဘာတွေကြုံနိုင်မလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ oversharing နဲ့ပတ်သက်ပြီးတော့ဆွေးနွေးထားပြီးတဲ့ article လေးတစ်ခုပေါ့နော်အဲ့ဒါကြောင့်အဲ့ article လေးကိုကျွန်တော်ဖတ်လိုက်ပြီးတဲ့အချိန်မှာလူတွေဘာကြောင့် oversharing လုပ်တာလဲဆိုတဲ့ဟာကိုကျွန်တော်ကောင်းမြင်သွားတယ်အဲ့ဒါကြောင့်လူတွေဘာကြောင့် oversharing လုပ်တာလဲဒီနှစ်ချက်ကြောင့်လုပ်ကြတယ်ပထမတစ်ချက်ကဘာလဲဆိုတော့သူတို့ဒီအရန်အောင်မှာအထီးကျန်နေရယ် connection မရှိနေဘူးဒုတိယအချက်ကကြောင့်လူတွေရဲ့သဘောတဘာဝလူတွေရဲ့အကျင့်ဗီဇအရာ oversharing လုပ်ကြတယ်တဲ့ထပ်ပြီးတော့ပြန်ပြီးတော့ပြောပြစီလူတွေဒီအထီးကျန်နေတဲ့အတွက်ကြောင့် oversharing လုပ်တယ်လူတွေဒီသူတို့ရဲ့ပင်ကိုသဘာဝဖြစ်တဲ့အတွက်ကြောင့် oversharing တွေကိုလုံးမိရယ်ဆိုတဲ့အဖြစ်ကိုကျွန်တော်သွားပြီးတော့ရရပါတော့တကယ်တမ်း original website ကိုဖတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာပါအဲ့ကိုသွားပြီးတော့နှိပ်လိုက်ရောပါ okay အဲ့ဟောကျွန်တော်နားလဲထားတယ်လို့မျိုးဘာသာပြန်ပေးရမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့နံပါတ်1လူတွေဒီအထီးကျန်နေတဲ့အတွက်ကြောင့် oversharing ကိုလုပ်တတ်ကြရပေါ့နော်အဲ့ဒါရိုးရှင်းလေးပဲစဉ်းစားကြည့်လိုက်သူတို့ရဲ့အတွင်းရေးတွေသူတို့ရဲ့လုံးဝ private ဆန်တဲ့ဟာတွေကိုဘာကြောင့်လူတကာကိုလိုက်ပြောနေရတာလဲဆိုတော့သူတို့ရဲ့ဘေးနားမှာသူတို့ရဲ့အတွင်းရေးသူတို့ရဲ့တကယ်ဖြစ်နေတဲ့စိတ်ခံစားချက်တွေကိုနားထောင်ပေးမှသူမရှိတဲ့အတွက်ကြောင့်ဒါတနည်းတစ်ပုံပြောရမယ်ဆိုလို့ရှိရင်ဒါအထီးကျန်နေရပဲ loneliness ဖြစ်နေရပဲဟုတ်တယ်မလားကိုယ့်ရဲ့ဘေးနားမှာကွာကိုယ့်ရဲ့ပြောသမျှတွေကိုရင်ဖွင့်သမျှတွေကိုဘေးနားမှာရှိနေရဆိုလို့ရှိရင်ဒီလိုမျိုးဟာမျိုးတွေကထွက်လာမှာမဟုတ်အဲ့ဒါသူတို့ရဲ့အတွင်းအကြောင်းတွေကိုအမြဲတမ်းလို့ပြောပြတယ် oversharing တွေအမြဲတမ်းလုပ်နေဆိုတဲ့ဟာကိုကျွန်တော်တေချာနားထောင်လိုက်ပြီဆိုလို့ရှိရင်သူတို့တွေကဘာကိုပြောချင်နေရလဲဆိုတော့ငါတို့ဒီလိုခက်ခဲကြုံနေရတယ်ငါတို့ဒီလိုလူမျိုးဖြစ်တယ်ငါတို့စကားကိုနားထောင်ပေးပါငါတို့ရှစ်တီမှုအသိမှတ်ပြုပေးပါငါတို့မြင်ပေးပါငါတို့ဒီလိုမျိုးတွေအဖိုးတန်တယ်ငါတို့ဒီလိုလူမျိုးပါဆိုတဲ့ဟာမျိုးကိုသူတို့အတွင်းပိုင်းကနေအော်ပြောနေတာကွာဟုတ်တယ်မလားအဓိကဒါပဲကိုရီလူတွေလိုချင်တာဒါပဲသူတို့ရဲ့ဖြစ်တည်မှုကိုအသိမှတ်ပြုခံစေခြင်းနဲ့သူတို့ရဲ့ဖြစ်တည်မှုတစ်ခုသူတို့အရေးပါမှုသူတို့လူတစ်ယောက်နေနဲ့အဖိုးတန်မှုကိုတခြားလူတွေကိုသိစေခြင်းနဲ့ဆိုတာဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ story ကိုများကိုပြောစရာလူမရှိတဲ့အတွက်ကြောင့်တွေးသမျှလူတိုင်းစီကိုပြန်ပြီးတော့အန်ကြတယ်လို့မျိုးဖြစ်နေတာသူတွေမှာတင်ထားတဲ့ຢာတွေအရန်များလိုက်မယ်ဒါကြီးကတင်ထားတာအရန်များပြီးတော့မခံစားနိုင်တော့တဲ့အတွက်ကြောင့်ပွင့်ထွက်ပြီးတော့အန်ကြလာတယ်ပေါ့နော်အဓိကကျွန်တော်ပြောချင်တာသူတို့ဒီအထီးကျန်နေတယ်ဒါနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်သူတို့ဘဝမှာ connection လုံးနိုင်မဲ့သူကအရန်နေတယ်ဒါကြောင့်တွေးသမျှသူတိုင်းကိုထွက်ပြန်ကန်ပြီးတော့အန်ထွက်လာတယ်လို့မျိုးဖြစ်လာတယ်ပေါ့နော်အဲ့မှာစိတ်ဝင်စားဖို့ကောင်းတာတခုကမျှစဉ်းစားကြည့်လိုက်အခုခေတ်မှာ social media တွေရှိတယ်လူတွေကလည်းအများကြီးပဲလူကြီးတွေကလည်းအရင်ထူထပ်လာတယ်ဒီလောက်တော့မှ social media တွေလူတွေအများကြီးပြည့်နေတဲ့ခေတ်မှာနေတဲ့သူကဟိုးအရင်ကသိရမလားတိုးချုံချားမှာနေတဲ့သူထက်စားလို့ရှိရင်ပို့ပြီးတော့အထီးကျန်မှုကိုခံစားရတယ် social media ကလည်းအကူအညီမပေးနိုင်ဘူးဘေးနားလူရလည်းအကူအညီမပေးနိုင်ဘူးဒါအရန်ဟိုမှာကျွန်တော်တို့တတိထားတဲ့အချက်ပေါ့နော်ဘာကြောင့်လဲဆိုတော့အထီးကျန်မှုဆိုတာအခုခေတ်မှာတကယ်ဟိုမှာယောဂဆိုပြီးတခုလို့ဖြစ်တဲ့အတွက်ကြောင့်အဲကြောင့်မလို့ထပ်ပြီးတော့ပြောပြရစေလူတွေအရန်အထီးကျန်နေတဲ့အတွက်ကြောင့်ခုခေတ်ကြီးမှာ connection ကိုမတီးဆောက်နိုင်တဲ့အတွက်ကြောင့်သူ့ဘေးနားမှာလူတွေရှိရဆိုလို့ရှိရင်တော့မရင်းနှီးရလို့မခံစားရတဲ့အတွက်ကြောင့်ဒီလိုမျိုး oversharing တွေလုပ်မိရဆိုတဲ့ဟာကိုကျွန်တော်ပထမဆုံးနားလည်တဲ့ပေါ့နော်တော့အခုဒီ video လေးဆက်ပြီးတော့မသွားခင်မှာခင်ဗျားတို့အသိပေးကြော်ညာခြင်းနဲ့
ဟာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့ Telegram member group လေးပါဗျအခုဒီ Telegram member group လေးကဘာအကြောင်းနဲ့ပတ်သက်ပြီးတော့လုပ်ထားရဆို psychological only တည်တဲ့ group လေးတစ်ခုဖြစ်ပါတယ်ပေါ့နော်ဒီ group ထဲမှာ YouTube ပေါ်မှာကျွန်တော်မတင်ထားတဲ့ video တွေအများကြီးရှိတယ်ပြီးလို့ရှိရင်နောက်ထပ် service တစ်ခုကဘာရှိရလဲဆိုတော့များအနေနဲ့ဘလို့အရာတွေကိုတိုင်ပင်ဆွေးနွေးခြင်းနဲ့ဘလို့ပြဿနာတွေတက်နေလဲဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုတိုက်ရိုက်တိုင်ပင်ဆွေးနွေးခြင်းနဲ့ဒါနဲ့ပတ်သက်ပြီးတော့ video တွေလုပ်ပေးစေခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ group လေးတဲ့ကိုလာဖို့အတွက်ကိုကျွန်တော်ဖိတ်ခေါ်ပါရဗျအဲကြောင့်မလို့ကျွန်တော်မမကြီးကို1လ3လ6လဆိုပြီးတော့ပိုင်းခြားထားတယ်ကိုကြိုက်တဲ့လောက်ကိုလာ join လို့ရပါတယ်မုတ်တစ်ခါစားဆောင်တော့မှမရှိပါဘူးဗျများအနေနဲ့1လလောက် join လိုက်ပြီဆိုလို့ရှိရင်တော့မှများပေးလိုက်တဲ့ပတ်စံနဲ့ပြန်ရလိုက်တဲ့ knowledge တွေနဲ့အများကြီးတက်ပါတယ်အဲကြောင့်မလို့ကျွန်တော် supporting ပေးခြင်းနဲ့များရဲ့ကျွန်တော်ရဲ့ community လေးတဲ့ကိုဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့အောက်က link လေးကိုနှိပ်လိုက်ပါ link လေးကိုနှိပ်ပြီးတော့ hi လို့ပြောလိုက်တာနဲ့မမကြီးကိုသူလာပြီးတော့ရှင်းပြပေးပါလိုက်မယ် admin ကအဲကြောင့်မလို့မမ Telegram လာဖို့အတွက်ဖိတ်ခေါ်ပါတယ်ကျွန်တော်အခုချိန်ဒီ Telegram မှာ supporting ပေးနေတဲ့မမကြီးအကုန်လုံးလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ဗျအဲ့ဒါမ join လိုက်ရလို့လည်းစိတ်မကောင်းမဖြစ်ပါနဲ့ YouTube ပရိသတ်တွေကိုလည်းချစ်မပေါ်ပါဘူး okay so video လေးကိုဆက်ပြီးတော့သွားလိုက်ရအောင် right ဒုတိယချက်လူတွေ over sharing ဘာကြောင့်လုပ်တာလဲဆိုတော့ကိုရီးယားပင်ကိုဗီဇအကျင့်အရာဟိုပါဖြစ်နေတာအတွက်ကြောင့်နဲ့အဲကြောင့်ချက်လောက်စဉ်းစားကြည့်တာဟိုးရင်တော့ကြောက်ခက်လူသားတွေပေါ့နော် evolutionary psychology ပြန်လာပြန်ပြီဟိုးရင်တော့ကြောက်ခက်လူသားတွေအနေနဲ့သူတို့ group ထဲကိုဝင်ခြင်းတယ်တခြားသူတွေနဲ့သူတို့အုပ်စုဖွဲ့ပြီးတော့ဒီရှေးချမ်းမြေချမ်းကြီးမှာအနေနဲ့ကင်းစွာနေထိုင်ခြင်းနဲ့ဆိုလို့ရှိရင်တို့ကတခြားသူတွေနဲ့အုပ်စုဖွဲ့ရဟုတ်တယ်မလားအုပ်စုဖွဲ့ဖို့အတွက်ဆိုလို့ရှိရင်တို့ဘယ်လိုချီးကပ်ရလဲဆိုတော့ connection တည်ဆောက်ရတယ်ငါမင်းကိုကာကွယ်ပေးမယ်မင်းလည်းငါ့ကိုကာကွယ်ပေးငါတို့ဒီရှေးချမ်းမြေချမ်းကြီးမှာအသက်ရှင်ကြမယ်အဲ့လို connection တည်ဆောက်ဖို့အတွက်ဆိုလို့ရှိရင်တို့စီမှာရှိတဲ့တို့ရဲ့ဖြစ်တည်မှု information ကိုသူများကိုပေးရတယ်သူများကလည်းပြန်ပေးပြီဆိုလို့ရှိရင် connection ဖြစ်လာတယ်အဲကြောင့်မလို့တို့ခေါင်းထဲမှာလိုနေတွေးမိတာငါသည်လုံခြုံမှုခံစားခြင်းနဲ့ဆိုလို့ရှိရင်ငါစီကနေ information နဲ့ငါရဲ့ဖြစ်တည်မှုကိုသူများကိုပြောပြတော့မှာငါဒီလုံခြုံမယ်ငါဒီ group လေးထဲမှာသက်ဆိုင်မယ်ငါ့ကိုလူတွေကလက်ခံလာလိုက်မယ်ငါအဲ့ကြမှာလုံခြုံမယ်လို့ထင်တဲ့အတွက်ကြောင့်အဲ့ရဲ့တွေးခေါ်မှုပုံစံကိုရီစီကိုတောက်လျှောက်ကြီးပါလာတယ်။ဒါပေမဲ့ဖြစ်ချင်တော့ခုခေတ်မှာ social media အချမ်းများတယ်လူတွေအချမ်းများလာဖြစ်တဲ့အတွက်ကြောင့်သူတို့မလုံခြုံလို့ခံစားရတိုင်းသူတို့ကိုယ်နဲ့သူတို့ပတ်သက်လာလို့တခုခုမှားနေတယ်နေလို့ထိုင်လို့မကောင်းတိုင်းလုံခြုံမှုကိုခံစားကြတဲ့အတွက်ကြောင့်လူတိုင်းအောင်သူတို့ရဲ့ information တွေ like ပေးတယ်လို့မျိုးဖြစ်နေတယ်။အဓိကချက်ကလူတွေမမြင်နိုင်တာအဲ့ချက်ပဲကွာသူတို့စိတ်ထဲမှာခံစားလို့မကောင်းသူတို့ရဲ့ဖြစ်တည်မှုပျောက်ဆုံးလာပြီသူတို့အနေနဲ့ကိုလူတွေကအတိမမပြုတ်လို့ခံစားလာပြီဆိုလို့ရှိရင်သူတို့အကြောင်းအရန်သိစေချင်တာဖြစ်တဲ့အတွက်ကြောင့်တွေးသမျှသူတိုင်းအောင်သူတို့ရဲ့ information တွေလိုက်ပေးပြီးတော့လုံခြုံမှုကိုရှာတက်လက်ရှိတယ်အဲ့တော့ခုနနံပါတ်1နဲ့အချက်နဲ့ပဲဆက်ဆက်တယ်ကွာသူတို့ဒီလုံခြုံခြင်းနဲ့အရေးပါခြင်းနဲ့ဒါနဲ့ပတ်သက်ပြီးတော့အတိမပြုတ်ခံခြင်းတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးပဲလုပ်နေရတယ်ပေါ့နော်အဲကြောင့်ချက်တော့စဉ်းစားကြည့်လိုက်ကို့အကြောင်းကိုပြောပြီးဆိုလို့ရှိရင်နားထောင်ပေးရသူရှိပြီဆိုလို့ရှိရင်လူတွေဘာလို့အရန်ခံစားလို့ကောင်းတာလဲ yeah သူငါ့ကိုအရေးပေးတယ်သူငါ့ကို view site ပေးတယ်အဲ့ဒါကြောင့်ငါနေလို့ထိုင်လို့ကောင်းတယ်ကို့အကြောင်းကိုအရန်ပြောချင်လာတယ်ကွာဘာလို့ဆိုတော့လုံခြုံမှုဒီ feeling ဆိုတဲ့ dopamine ကလာပြီးတော့ hit တာဖြစ်တဲ့အတွက်ကြောင့်လုံးဝနေလို့ထိုင်လို့အရန်ကောင်းနေရပေါ့ကို့အကြောင်းပြောရလူတွေအရန်သဘောကျရတယ်ဟုတ်တယ်မလားကျွန်တော်တို့အဲ့နှစ်ချက်ကြောင့်ဒီလိုမျိုး over sharing တွေကိုလုပ်တယ်ဆိုပြီးတော့ဒီ article အရာကျွန်တော်သွားပြီးတော့တွေ့နိုင်တယ်ပေါ့နော်အဲ့မြင်သွားမယ်လို့ထင်ပါတယ် folks အဲ့တော့ကြောင့် folks အခုနောက်ဆုံးပိုင်းလေးအနေနဲ့ကျွန်တော်အနေနဲ့ဘာကြောင့်ဒီ over sharing ကြောင့်ပြောပြနေရလဲဆိုတော့ဒီ over sharing နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ကျွန်တော်လူတွေကျွန်တော် society တစ်ခုလုံးသိတဲ့အရာလေးအများကြီးပါနေတာဖြစ်တဲ့အတွက်ကြောင့်နံပါတ်1ချက်ကဘာလဲဆိုတော့လူတွေစီမှာအဓိကလိုအပ်တဲ့အရာကိုကိုယ်မြင်လာနိုင်တယ်ဒီ over sharing ဆိုတဲ့အကျင့်လေးတစ်ခုကျွန်တော်သုံးသပ်လိုက်ရုံနဲ့လူတွေတကယ်တမ်းလိုအပ်နေတာသူတို့ရဲ့အရေးပါမှုသူတို့အမြင်ခံစေခြင်းနဲ့သူတို့ရဲ့ပြဿနာတွေကိုနားလည်စေခြင်းနဲ့သူတို့ struggle လုပ်နေရတဲ့ဟာကိုနားလည်စေခြင်းနဲ့သူတို့အဖိုးတန်စေခြင်းနဲ့သူတို့ recognize လုပ်စေခြင်းနဲ့အစရှိသဖြင့်ဒီဟာကိုလူတွေရဲ့တကယ်လိုအပ်ချက်ကိုကျွန်တော်စတင်ပြီးတော့မြင်လာနိုင်တယ်ကျောင်းအနေနဲ့ပတ်စံနေရှာတယ်တည့်ရမှာအလုပ်တွေကြီးအရန်စူးစားတယ်ဒါငွေမတ်တယ်လို့အပေါ်ရန်ထင်ရပြီမဲ့တကယ်တမ်းလူတွေလိုအပ်တဲ့အရာအတိမတ်ပြုတ်ခံရမှုတွေနားလည်ပေးမှုတွေ recognize လုပ်ခံရမှုတွေအစရှိသဖြင့်တကယ် core human emotional needs တွေကိုစပြီးတော့မြင်လာနိုင်တယ်ပေါ့နော်မြားလည်းတူတူပဲကျောင်းလည်းတူတူပဲဒီအကျင့်လေးတစ်ခုကနေပြီးတော့ပြောပြလိုက်တဲ့အရန်မှာလှပတဲ့ message တွေကဒါပဲလူတွေအကုန်လုံးဒါကိုပဲလိုအပ်နေကြတယ်သူတို့ရဲ့ဖြစ်တည်မှုကို appreciate လုပ်တာလေးကိုပဲခံကျင်ကြတယ်လူတွေအကုန်လုံးတူတူပဲပေါ့နော်ဒါလေးကနံပါတ်1ချက်ပေါ့ connection ကိုကောင်းတိဆောက်တယ်ဆိုလို့ရှိရင် over sharing ကနေမတိဆောက်ဘူးဆိုတော့မတိဆောက်တဲ့ဘူးဆိုတဲ့ဟာလေးကိုလည်းကျွန်တော် message ရတယ်ဘာကြောင့်လဲဆိုတော့သူတို့ခေါင်းထဲမှာယူဆတာဒီလိုမျိုးလုပ်တတ်တဲ့သူတွေ over sharing လုပ်တတ်တဲ့သူတွေသူတို့ခေါင်းထဲမှာယူဆတာသူ့အကြောင်းကိုပြောပြနေတော့မှသူ့ရဲ့ဟာတွေကိုပြောပြနေတော့မှလူတွေနဲ့ရှင်းနေမယ်လို့ထင်တာဒါပေမဲ့သူတို့သတိမထားမိတာ over sharing လုပ်လိုက်တယ်နားမထောင်ခြင်းနဲ့လူတွေနားမထောင်ခြင်းနဲ့ဟာ ready မဖြစ်သေးတဲ့အကြောင်းအရာတွေကိုယ့်ရဲ့
အမိုက်တွေကိုသူများကိုသွားပုံလိုက်လို့ရင်းနှီးလာမှာမဟုတ်ဘူးဆိုတဲ့အဟာလေးကိုဒီဗီဒီယိုလေးကြည့်ရတဲ့အချိန်မှာသူတို့နားလည်သွားလိုက်မယ်။အဲ့ဆိုတော်တော်များများတော့ဒါကို trauma dumping ဆိုပြီးတော့ခေါ်တတ်ကြတယ်ဒါပေမဲ့ကျွန်တော်ကတော့ trauma dumping လို့တော့မခေါ်ချင်ဘူးပေါ့နော်။ပြောချင်တာအများလူတွေနဲ့ကောင်းကောင်းမွန်မွန် relationship ကိုတည်ဆောက်ပြီးတော့ဒီထက်ကောင်းတဲ့ connection တွေကိုတည်ဆောက်ချင်တယ်ဆိုလို့ရှိရင် oversharing တွေခင်ဗျားအတွက်အဓိကလောက်ရမယ့်နည်းလမ်းမဟုတ်ဘူး။ relationship ဆိုတာတစ်ဖြည်းဖြည်းချင်းစီ step by step တည်ဆောက်ရတယ်အခြေအနေပေါ်မူတည်ပြီးတော့ဘသူ့ကိုကြတော့ဘယ်အချိန်မှာဘယ်အကြောင်းကပြောပြတဲ့နဲ့ဘသူ့ကိုကြတော့ဘယ်အချိန်မှာဘယ်လိုမျိုးကဖုံးကွယ်ထားတဲ့နဲ့အစရှိသဖြင့်ဟာကိုသူတို့စတင်ပြီးတော့နားလဲလာလိုက်မယ်။ဘာကြောင့်လဲဆိုတော့သူတို့က oversharing ဆိုတာဒါ bias တခုပဲ။ဒီ bias လေးတခုသူတို့စမြင်လာနိုင်လိမ့်မယ်ပေါ့နော်။ number 3ကကြောင့် self awareness ရလာလိုက်မယ်။များအနေနဲ့လူတယောက်ကိုကိုယ့်ရဲ့အကြောင်းတွေအရင်ပြောပြလာခြင်းပြီဆိုလို့ရှိရင်အော် okay ငါဒီစာလောင်မှုကိုဖြစ်လာပြီ။ဒီစာလောင်မှုကနေငါဘာကိုသိနိုင်တာလဲ။ငါဒီဘယ်လိုလူမျိုးဖြစ်ချင်တာလဲ။ငါဒီဘယ်လိုတန်ဖိုးတွေရှိရလဲ။ငါရဲ့အိမ်မက်တွေကဘာလဲ။ငါ့လူတွေဘယ်လိုအမြင်ခံစေချင်တာအစရှိသဖြင့် self awareness တွေစပြီးတော့ရလာလိမ့်မယ် knowledge အကုန်လုံးအောင်မြင်မှုအကုန်လုံးရဲ့အဓိက baseline ဖြစ်တဲ့အတွက်ကြောင့်ဒီ oversharing ဆိုတဲ့အကျင့်လေးတစ်ခုကိုကျွန်တော်တို့တေချာထွင်နိုင်မယ်ဆိုလို့ရှိရင် self awareness တွေပါရလာတာမျိုးတွေလည်းရှိတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကြတော့လူတွေအချင်းချင်းပို့ပြီးတော့တယောက်နဲ့တယောက်နားလည်နိုင်တာကြမယ်ပေါ့နော်ဒီကောင်အရင် oversharing လုပ်တယ်အရင်စကားတွေပြောတယ်အရင်သူ့အကြောင်းတွေပဲသူပြောနေဆိုလို့ရှိရင်ကျွန်တော်တို့သိနိုင်တာတစ်ခုကသူဒီအထီးကျန်နေရယ်ပြဿနာတက်နေရလေးရှိရယ်အစရှိသဖြင့်အဲ့လိုမျိုးလေးမြင်ပေးခြင်းအပြင်တယောက်နဲ့တယောက် judge လုပ်တာမျိုးမရှိတော့ဘဲနဲ့ကွာနားလည်မှုတွေစပြီးတော့တည်ဆောက်လာနိုင်တယ်ပေါ့များအနေနဲ့ social media မှာပဲကြည် online ပေါ်မှာ post တွေအများတင်တဲ့သူတွေပဲကြည်သူတို့ရဲ့တကယ်တမ်းပြောချင်တဲ့အမြင်ကပ်စရာကောင်းတဲ့သူတယောက်ဖြစ်နေတာမဟုတ်ဘဲနဲ့တကယ်သနာစရာကောင်းတဲ့သူတွေဖြစ်နေရဆိုတော့များစတင်ပြီးတော့မြင်လာနိုင်လိမ့်မယ် empathy စပြီးတော့ထားလာနိုင်လိမ့်မယ်သူလဲငါလိုပဲသူကအဲ့ဟာကိုမမြင်နိုင်သေးတဲ့အတွက်ကြောင့်ဒါမျိုးတွေလုံနေရတယ်ဆိုတော့ဟာလေးစပြီးတော့ဝင်သွားနိုင်တယ်ပေါ့နော်ဒါ oversharing ဆိုတဲ့အကျင့်လေးတစ်ခုကနေပြီးတော့ကျွန်တော်တို့ပေးလိုက်တဲ့တကယ်ကိုမှလှပတဲ့ message လေးပေါ့အဲ့အတွက်ရောက်သွားမယ်လို့ထင်ပါတယ်ဗျဒါလေးကမိုက်တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်လူတွေအကြောင်းပို့ပြီးတော့နားလည်လာနိုင်တယ်လူတွေအကြောင်းပို့ပြီးတော့နားလည်လာလေသူတို့ပို့ပြီးတော့ဘယ်လိုပြောရမလဲဒေါသကြီးရော့ပြီးတော့ green နေနဲ့လူတွေဆိုတာဒီလိုပါပဲငါတို့အကုန်လုံးဆိုတာဒီလိုပါပဲငါတို့လူတွေဆိုတာဒီလိုပါပဲဆိုတဲ့ဟာမြင်လာနိုင်တာကျွန်တော်မသိဘူးငြင်းချက်မှုပေးတယ်အကြောင်းမလို့ပဲကျွန်တော် psychology ကိုလေ့လာရတာပို့ပြီးတော့သဘောကျတာပေါ့နော်ဒါကြောင့်မြောက်လည်းသဘောကျသွားမယ်လို့ထင်ပါတယ်မြောက်သဘောကျရဆိုလို့ရှိရင်ဒီလိုမျိုး psychological knowledge content လေးအများဆုံးလို့စောင့်ကြည့်နေဆိုလို့ရှိရင်ဘာလို့အောင်မလဲသိရ Hey hit the like အော်မှာ it's free subscribe မလုပ်ရသေးဘူးဆိုတာသိရခုချိန် subscribe လုပ်ဘယ်နှခေါက်ရှိနေပြီလဲဝင်ကြည့်ရ subscribe မလုပ်ဘဲနဲ့ပြန်သွားတယ်ဘာလို့လာလဲလုပ် subscribe see you guys next time peace out